English, Maths and Science မှာထူးချွန်လိုပါသလား။ကျောင်းတင်ပြင်ပမှာ co-curricular နဲ့ extra-curricular activity တွေကိုလုပ်ဆောင်လိုပါသလား။ဒါဆိုရင်တော့ Scholar Kit ကိုသတိရလိုက်ပါနော်။အသက်9နှစ်ကနေစပြီးတော့ KG ကနေ Secondary 2 level အထိ Singapore MOE syllabus နဲ့ကိုက်ညီတဲ့သင်ရိုးညွှန်းတမ်းတွေကိုသာအသုံးပြုပြီးတော့စင်ကာပူနိုင်ငံမှာရှိတဲ့အကြောင်းတွေမှာသင်တဲ့သင်နည်းအတိုင်းကိုသင်ကြားပေးရလို့ဖြစ်ပါတယ်။ကျောင်းတင်ပြင်ပ English, Maths and Science အတန်းတွေအပြင်စင်ကာပူနိုင်ငံဝင်ခွင့်ဆောင်ရွက်ပွဲတွေဖြစ်တဲ့ AIS, IPSLE နဲ့ ASEAN Scholarship Preparation အတန်းတွေကို SAAB Certified ရထားတဲ့ teacher တွေကသင်ကြားပေးရမို့လို့သင်ကြားရေးနဲ့ပတ်သက်ပြီးတော့လုံးဝစိတ်ပူစရာမလိုပါဘူးနော်။ဒါဆိုရင် Scholar Kit ကအစာပဲသင်ပေးရချင်လားမဟုတ်ပါဘူးနော်အနာဂတ်နဲ့ယခုခေတ်ကာလရည်စည်းကြောင်းအရာမဖြစ်မနေတက်မြောက်ထားရမယ့် STEM education ဖြစ်တဲ့ coding, Arduino နဲ့ electronic course တွေကိုလည်းသင်ကြားပေးရဖြစ်ပြီးတော့နိုင်ငံတကာပြိုင်ပွဲတွေမှာလည်းဝင်ရောက်ရှင်ပြိုင်နိုင်အောင်လို့ train ပေးရဖြစ်ပါတယ်ဒါအပြင်ပြည်ပနိုင်ငံတွေမှာရှိတဲ့နာမည်ကြီးတက္ကသိုလ်တွေကိုတွားရောက်လေ့လာနိုင်ပြီးတော့စာတွင်းနဲ့လက်တွေချိတ်ဆက်နိုင်အောင် career planning, leadership skills, time management, communication skill အစရှိတဲ့အရေးအသွေးတွေကိုလက်တွေ့လေ့လာသင်နိုင်မဲ့ learning plan တွေကိုလည်း Scholar Kit ကစီစဉ်ပေးရဖြစ်ပါတယ်။ဒါကြောင့်မို့လို့အာဆီယံအဆင့်မီပညာရေးကိုလိုလားပြီးတော့အနာဂတ်မှာထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်ကောင်းတွေဖြစ်လာစေဖို့အခုပဲ Scholar Kit မှာလာရောက်စုံစမ်းလိုက်တော့နော်။ Scholars Guild